ပိုက်ကတော့လေပြီးသွားပြီလို့မထင်လိုက်ပါဘူးရှင်ပြီးသွားပြီလို့မထင်လိုက်ပဲနဲ့လေမှုန်ချင်ညာပေါ့နော်အဆက်ကတော့ကိုလိုတလောက်ပေါ့နော်ပြီးတော့တမီးကတော့ရေးလေးနဲ့ချက်လိုက်ပါမယ်ရေးလေးနဲ့ဆိုရင်ပြပြစီစီလေးညာပါချင်နေလိုက်ပါမယ်ကြားရလေညာရေးရများရင်ကြားကြီးဖြစ်သွားတယ်ဟုတ်တယ်တကြားထက်ထက်မယ်နော်ညီမလေးဒါဘယ်ကကျမညီမလေးနဲ့ပြောနေရပါကျမတူပါဘယ်လဲသူကစားရင်ဖြစ်ကြားရင်ဖြစ်သွားတတ်တယ်ရပြီခဏဝေးအဲ့ရပဲဆိုထည့်ချာ这老鼠别吃呀，妈妈对不？ကြားထားတယ်ပေါ့ကြားများပွိုက်လေချိုးတေးနေမှာဒီလိုပေါ့နော်မပြမယ်နော်ဒီမှာပေါ့နော်ဒီတစ်ပိုက်ပြီးတော့လည်းနောက်တစ်ပိုက်ကြည့်အောင်နော်၃ပိုက်လို့၄ပိုက်လို့ရှိမယ်ဒီမှာပေါ့နော်နောက်တစ်ပိုက်ကြည့်အောင်နော်စကားတော့မပြောနဲ့ဒီမှာပြီးသေးဘူးဒီမှာပေါ့နော်ဒီကကြားများသွားတယ်ဆိုတော့မျိုးတိမော်လေးနည်းနည်းထက်ချက်လိုက်မယ်မျိုးတိမော်တော့တချမ်းကိုလာအဲ့ဆိုတော့နောက်တစ်ပိုက်လိုက်ကြည့်ပေးဦးမင်းနော်အဲ့ဒီလေးကနည်းနည်းလေးချက်ချက်လိုက်မယ်အိုးချလို့ညာကြီးဖြစ်သွားတော့စားကြီးဖြစ်ကြားကြီးဖြစ်သွားမှဆိုလို့ဒီကမထူးနေပြီတယ်အဖိုးဖိုးပြီးပြီလားဖိုးပြီလေတေချာဖိုးပိုးတက်မယ်ပိုးတွေကအရန်ပေါ်နေရပဲအမြင်ကြည့်ပါအပိုင်းတော့ရတော့မှာပါအမြင်ကြည့်ပါအမပြမယ်လက်နိုင်ကြီးတော့မြင်ကြည့်လိုက်ကြီးကြည့်ကျမမြင်ကြည့်ပါကောင်းတယ်နေလဲပါမယ်အပိုင်းတော့ရတော့မှာပါပိုက်တော့ကြည့်ပေးပါထမထိုင်နိုင်တော့ပိုက်တော့ကြည့်ပေးပါဘိုင်ဘိုင်ရောက်ပဲပြီးသေးပါဘူးပေါ့နော်ဒီတစ်ခါပဲနော်မကြည့်ပေါ့အရှိလေးဖြစ်သွားပြီဘိုင်ဘိုင်